ဗိုက်ပါမှာကိုကလိုင်းသုံးနေတာကိုတစ်ဖက်လူမသိအောင်ပိတ်ထားတဲ့နေလေးပေါ့နော်အရင်ကတော့တင်မှုပါတယ်အခုထပ်ပြီးတော့မေးထားတဲ့လူတွေများနေလို့ပေါ့နော်တယောက်ချင်းစီဖြေဖို့အချိန်မရလို့အခုလိုပဲပြန်ပြီးတော့ဖြေပေးလိုက်ဘလူးလေးနဲ့ပြန်ဖြေပေးလိုက်တာပဲဖြစ်ပါတယ်ဗိုက်ပါလေးကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီကအဆက်30နဲ့မိုးဆိုတဲ့နေရာကိုနှိပ်ပါနှိပ်ပြီးသွားရင်စက်တီနဲ့ကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီမှာပရပစီတဲ့ကိုဝင်ပါဝင်ပြီးသွားရင်ဒီအပေါ်ဆုံးက online ဆိုတဲ့နေရာကိုနှိပ်ပါပြီးရင်တော့ဒီမှာကိုကဝင်ထားမယ်ဆိုလို့ရှိရင်တော့ကို line သုံးနေတာကိုတစ်ဖက်လူကတိမှာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီအပေါ်ကျောင်းလေးမှာ line online ဆိုတာပြနေတယ်ဒီနေရာမှာထားမယ်ဆိုရင်တော့သူကကိုရဲ့ line သုံးနေတာကိုသူတွေ့ရမှာဖြစ်ပါတယ်အဲတော့ကိုကဝင်ကိုပြန်ပြီးတော့ပြောင်းလိုက်ပါဒီအောက်ကနေရာမှာပြန်ပြီးတော့ပြောင်းထားလိုက်ပါဒါဆိုရင်တော့ကို line သုံးနေတာကိုသူရှိမှမတွေ့ရတော့ဘူးပဲဖြစ်ပါတယ်ဒီနီလန်တိုင်မဲ့သွားလို့ကြည့်ပါဒီအောက်မှာလည်းဒီလိုပဲဝင်ထားတယ်ဆိုလို့ရှိရင်ဒီအောက်ကျောင်းကိုဒီလိုပဲပြောင်းထားလိုက်ပါဆိုရင်တော့ကို line သုံးနေတာကိုသူရှိမှမတွေ့ရတော့ဘူးပဲဖြစ်ပါတယ်ဒီနီလန်တိုင်မဲ့သွားလို့ကြည့်ပါဒီအောက်မှာလည်းဒီလိုပဲဝင်ထားတယ်ဆိုလို့ရှိရင်ဒီအောက်ကျောင်းကိုဒီလိုပဲပြောင်းထားလိုက်ပါကို line တက်နေတာကို line သုံးနေတာကိုတစ်ဖက်လူမသိတော့ပါဘူးဒီလိုမျိုးလေးမဲ့သွားလို့ကြည့်ပါကိုအတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်လည်းအကျိုးရှိတယ်ဆိုရင်လည်း follow မလုပ်ကြသေးဆိုရင်လည်း follow လေးလုပ်တယ်လီပြီးတော့ဒီလိုပဲတခြားလူတွေမသိသေးတဲ့လူတွေသိရအောင် share ပေးပါ share လေးတစ်ချက်လုပ်ပေးပါရှင်အားလုံးပဲအဆင်ပြေကြပါစေရှင်